မြန်မာနိုင်ငံရဲ့ပညာရေးသမိုင်းမှာ1980ကျော်လောက်ကတနိုင်ငံလုံးပထမရှိရခဲ့တဲ့စံချိန်ရှင်6ဘာသာကုန်နုရှင်တွေကိုတင်သိချင်ပါတယ်လားဒီနေ့မှာတော့ Daily Knowledge Channel ကနေပြီးတော့1990နောက်ပိုင်းကတနိုင်ငံလုံးထူးချွန်ထက်မြက်သူတွေကိုနှစ်အလိုက်စူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာပညာရေးဆိုင်ရာဗဟုသုတတွေကိုသိရှိဖို့အကောင့်လေးကို Subscribe လေးလုပ်ပြီး Like လေးပေးဖို့လည်းမမေ့ပါနဲ့နော်ပထမဆုံးအနေဖြင့်1983ခုနှစ်မှာဘာသာဆောင်ရမှတ်950မြန်မာစာရမှတ်81မှတ်ဖြင့်တနိုင်ငံလုံးတိုင်းတာပထမရှိရစေခဲ့တဲ့အမောင်ကြီးမြတ်သူပဲဖြစ်ပါတယ်ထူးခြားတာက1981ခုနှစ်တနိုင်ငံလုံးမြန်မာစာအမှတ်များဆုံးရရှိတဲ့မောင်ရှမ်းတဲ့အောင်ဟာသူနဲ့ညီကိုရင်းတွေဖြစ်ကြပါတယ်။နောက်ထပ်သိလို့စားဖို့ကောင်းတာက1991ခုနှစ်နဲ့1992ခုနှစ်တွေရဲ့တနိုင်ငံလုံးပထမဆုရှင်တွေပါ။1991ခုနှစ်မှာမညွညွတိန်ကအထက်ကနေကမာရွက်မှာအောင်မြင်ခဲ့ပြီးအမှတ်ပေါင်း956မှတ်ဖြင့်မေယုံနိုင်စရာတနိုင်ငံလုံးအမှတ်များဆုံးပထမဆုကိုရရှိခဲ့ပါတယ်။ဒီစံချိန်ကိုထပ်တူလိုက်နိုင်ခဲ့တာကတော့1992ခုနှစ်ကအထက်ကနှစ်လတာမှာအောင်မြင်ခဲ့တဲ့မခိုင်ခိုင်ဝင်းပဲဖြစ်ပါတယ်။ဒီမကလည်းအမှတ်ပေါင်း955မှတ်နဲ့တနိုင်ငံလုံးအမှတ်အများဆုံးပထမဆုကိုစစ်ကူရရှိခဲ့ပါတယ်။1994ခုနှစ်ရောက်တဲ့အခါမှာတော့ပညာရေးတက်ကလေးချင်းရေးကြောင်း TTC ကမာရွက်ကမမြဟိတာကအမှန်ပေါင်း951မှတ်နဲ့မြန်မာတနိုင်ငံလုံးပထမဆုကိုစစ်ကူရရှိခဲ့ပြန်ပါတယ်။ဆက်လက်ပြီး1995ခုနှစ်မှာတော့အထက်ကတစ်တကုံကမောင်အောင်နိုင်စိုးကရမှတ်ပေါင်း452မှတ်နဲ့အမှတ်ပေးစနစ်အပြောင်းလဲရာတနိုင်ငံလုံးဘာသာစုံအမှတ်အများဆုံးပထမဆုကိုရရှိခဲ့ပြန်တယ်။1996ခုနှစ်မှာတော့အထက်ကနေကမာရွက်ကမဆန်းယူမွင်ကဘာသာစုံ449မှတ်နဲ့တနိုင်ငံလုံးပထမဆုရရှိုံတာမကမြန်မာစာရမှတ်89မှတ်ဖြင့်တနိုင်ငံလုံးမြန်မာစာအမှတ်အများဆုံးပထမဆုကိုပါစကူရရှိခဲ့ပါတယ်။ဟုတ်ပါတယ်သူတို့တွေက1990ပြည့်နှစ်မြန်မာပြည်ရေးတမိုင်းမှာတကယ်ကိုထူးချွန်ထက်မြက်ပြီးစံချင်းချင်းလူရင်ချင်းတွေပဲဖြစ်ခဲ့ရပါတယ်။သူတို့ရဲ့စူးစမ်းအထောက်မှုတွေကယနေ့ခေတ်လူငယ်တွေတက်လဲအားကြသူယူပွဲကောင်းလာပါတယ်။ဒါကြောင့်ပညာရေးဆိုင်ရာဗဟုသုတတွေကိုထပ်မံသိရှိလိုပါကအကောင့်လေးကို Like and Subscribe လုပ်ဖို့လည်းမမေ့ပါနဲ့နော်။